ကိုဘာသာပြန်တဲ့ဗီဒီယိုလေးထည့်လိုက်ရုံနဲ့မြန်မာစာတန်းထိုးပါတခါတည်းအသင့်ပါလာမဲ့ Recap Kit ရဲ့ Translate Subtitles feature ကိုပြပေးပါမယ်။အရင်ဆုံး Recap Kit app ထဲက Translate Subtitles ကိုဖွင့်လိုက်ပါ။ပြီးရင်ကိုဘာသာပြန်တဲ့ဗီဒီယိုကိုထည့်ပေးပါ။ဗီဒီယိုထည့်ပြီးလို့ Translate ကိုနှိပ်လိုက်တာနဲ့မြန်မာလိုဘာသာပြန်ပေးထားတဲ့စာတန်းထိုးဖိုင်ကိုအမြန်ဆုံးထုတ်ပေးမှာပါ။စာတန်းထိုးဖိုင်ရလာပြီဆိုရင်တော့အောက်ကိုနည်းနည်းထပ်ဆင်းလိုက်ပါ။ဒီနေရာမှာ Subtitle တွေကိုဗီဒီယိုထဲကိုတခါတည်းပေါင်းထည့်ပြီး Final Video အဖြစ်ထုတ်ယူလို့ရပါပြီ။ဒီမှာဆိုရင်ပိုရှင်းသွားအောင် font size ကို90ကျော်လောက်ထားပြထားပါတယ်။စာတန်းရဲ့အယောင်အရွယ်အစားနေရာချထားပုံနဲ့ background တွေကိုကိုစိတ်ကြိုက်ပြင်ဆင်ပြီးသွားပြီဆိုရင်တော့အောက်က export final video ကိုနှိပ်လိုက်ရုံပါပဲ။ processing ပြီးသွားတာနဲ့မြန်မာစာတန်းထိုးအသင့်ပါဝင်တဲ့ final video လေးကိုရရှိလာပါပြီ။ပြီးရင်တော့ download video ကိုနှိပ်ပြီးဖွင့်ကြည့်လို့ရပါပြီ။ကိုယ်တိုင်စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ comment မှာ recap kit လို့ရေးခဲ့ပေးပါ။ new user တွေအတွက်3ရက်တိတိအခမဲ့စမ်းသုံးခွင့်ပေးထားပါတယ်။ app ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Telegram မှာ @recap ပြန်လို့ရိုက်ရှာပြီး channel ကို join ထားပေးပါနော်။